ခမားတို့အနေနဲ့အာဂျင်တီးနားအသင်းကိုလွတ်လွတ်လပ်လပ်မုံတီးပိုင်ခွင့်ရှိပါတယ်။ဘောလုံးအသင်းတစ်သင်းအနေနဲ့သူတို့ကိုကြိုက်သလောက်မုံလို့ရတယ်။ဒါပေမဲ့ခမားတို့ဘလို့မှလှုပ်လို့မရတာဘလို့မှဖျောက်ဖျက်ပြစ်လို့မရတာကတော့သူတို့ဟာဘလို့ဘောလုံးအသင်းမျိုးလဲဆိုတဲ့အချက်ပါပဲ။ကျွန်တော်ပြောရဲပါတယ်ခမားတို့တက်တန်းတစ်လျှောက်လုံးမှာကိုယ်နိုင်ငံအတွက်ကိုယ်ဂျာစီအတွက်ကိုယ်နီးပြအတွက်ဒီအသင်းလောက်အသေးခံပြီးတိုက်ပွဲဝင်တဲ့အသင်းမျိုးကိုဘယ်တုန်းကမှမြင်ဘူးမှာမဟုတ်ပါဘူးဒီအာဂျင်တီးနားအသင်းရဲ့ဖွဲ့စည်းတည်ဆောက်ပုံကတခြားအသင်းတွေနဲ့လုံးဝကွဲပြားပါတယ်ဒီကမ္ဘာမြေပေါ်မှာအာဂျင်တီးနားထက်အလုပ်ပိုပြီးစ조사တဲ့ပိုပြီးအသေးအတန်ကစားပြတဲ့အသင်းဆိုတာလုံးဝမရှိပါဘူးဒီ2026ကမ္ဘာဖလားပြိုင်ပွဲမှာအာဂျင်တီးနားလောက်နှလုံးသားပါတဲ့ပေးဆက်မှုကြီးမားတဲ့ကိုယ်နိုင်ငံအပေါ်လေးစားမှုအပြည့်ရှိတဲ့အသင်းကိုခမားတို့တွေ့ရမှာမဟုတ်ပါဘူးသူတို့တွေဒီကမ္ဘာဖလားဘိုလူပွဲကိုရောက်လာတာကလုံးဝအရှုံးမပေးဘဲနဲ့အရာအားလုံးကိုပေးဆက်တိုက်ပွဲဝင်ခဲ့လို့အထိုက်တန်ဆုံးရောက်လာခဲ့တာပဲဖြစ်ပါတယ်နီးပြကြီးလီယိုနယ်စကာလိုနီကအာဂျင်တီးနားကိုစတင်ကင်တွယ်ခဲ့တဲ့အချိန်ကစလို့ကိုယုံကြည်ဖို့အချင်းယုံကြည်ဖို့ပြီးတော့အရေးကြီးတဲ့အခိုက်အတန့်တွေဆိုရင်ဘယ်တော့မှအရှုံးမပေးပဲခေါင်းမော့ထလာတတ်တဲ့ကစားသမားစုဖွဲ့မှုတစ်ခုကိုသူတီဆောက်နိုင်ခဲ့ပါတယ်ဒီအင်္ဂလန်နဲ့ပွဲမှာဆိုရင်အန်ဇိုဖာနန်ဒက်ရဲ့ကန်ချက်သူကဘောလုံးကိုတောင်ထဲကိုပြီးပြည့်စုံအောင်ကန်သွင်းသွားခဲ့တာပါအာဂျင်တီးနားကစားသမားတွေကနိုင်ငံအတွက်ဆိုရင်တသားတည်းဖြစ်သွားကြပြီးတော့ဘယ်တော့မှတိုက်ပွဲဝင်တာကိုမရက်တန့်ကြပါဘူးဒီအသင်းကဘယ်တော့မှလည်းအရှုံးပေးမဲ့အသင်းလည်းမဟုတ်ပါဘူးပထမပိုင်းမှာအာဂျင်တီးနားတို့ခြေစွမ်းသိပ်မကောင်းခဲ့ပါဘူးဒါပေမဲ့ကစားသွားတဲ့ပုံစံကအားလုံးတွေ့တဲ့အတိုင်းပါပဲဘောလုံးတိုင်းကိုအသေးဝင်လူတယ်ကြမ်းတမ်းဖြတ်ထုတ်တယ်အရာအားလုံးကိုအကျိတ်အနေကစားခဲ့တယ်ဒါပြိုင်ဘက်ကိုငါတို့ကအလွယ်တကူရှုံးပေးမဲ့အသင်းမဟုတ်ဘူးလို့တတိပေးလိုက်တာပါပဲစကာလိုနီဆိုတဲ့နီးပြကြီးလုံနေတဲ့အရာတွေက short တွက်လို့လုံးဝမရပါဘူးသူသာနောက်တစ်ချိန်ဘိုလူပွဲမှာစပိန်ကိုအနိုင်ယူပြီးဖလားထက်ရခဲ့ရင်တမိုင်းတစ်လျှောက်အကောင်းဆုံးနီးပြတွေကတယောက်အဖြစ်သေချာပေါက်အမှတ်တမ်းဝင်သွားမှာပါဆိုတော့အာဂျင်တီးနားကိုချီးကျူးပြီးပြီဆိုတော့အခုအင်္ဂလန်နီးပြကြီးတူချယ်ဘက်ကိုလှည့်ကြည့်အောင်ရိုးသားသားပြောရရင်ဂေါ်ဒွန်ဂိုးမသွင်းခင်အချိန်ထိအင်္ဂလန်ကအများကြီးပိုကောင်းတဲ့အသင်းပါသူတို့ရဲ့တိုက်စစ်စင်တာတွေကပိုကျန်းတယ်ဘောလုံးတွေကိုပိုနိုင်တယ်အာဂျင်တီးနားရဲ့တောင်အမေရိကစတိုင်ကြမ်းတမ်းကစားဟန်တွေကိုမပါသွားဘဲနဲ့သူတို့ရဲ့ကစားကွက်ကိုတီးငြိမ်ထိန်းထားနိုင်ခဲ့တယ်ဘာစီလိုနာပရိသတ်တွေအကြိုက်တွေ့မဲ့ဂေါ်ဒွန်ရဲ့လှပတဲ့ဂိုးနဲ့အတူအရာအားလုံးကအင်္ဂလန်အတွက်ပြီးပြည့်စုံနေခဲ့တာပါဒါပေမဲ့အဲ့ဒီချိန်မှာဒူချယ်ကကမ္ဘာဖလားသမိုင်းတစ်လျှောက်အသင်းစီကနေမြင်မှုသမျှထဲမှာအကြီးမားဆုံးနဲ့အဆိုးရွားဆုံးအမှားကြီးကိုကျူးလွန်ခဲ့ပါတယ်။သူကခံစစ်ကိုအသေးပိတ်ကစားဖို့ဆုံးဖြတ်လိုက်တာပါပဲ။ဒါတကယ့်ကိုဆိုးရွားပြီးတော့မိုင်မဲတဲ့ဆုံးဖြတ်ချက်ပါပဲ။လူတွေကကမ္ဘာဖလားကြီးကဒီ script ပေါ့နော်ဇာညွှန်းရေးပြီးသားကြီးပါလို့ပြောကြပါတယ်ဟုတ်ပါတယ်ကမ္ဘာဖလားကဇညွန်းဆွဲပြီးသားရေးပြီးသားကြီးပေါ့နော်ဒါပေမဲ့အဲ့ဒီဇညွန်းတွေကနီးပြတွေရဲ့မိုက်မဲတဲ့အမားတွေကြောင့်ပဲဖြစ်လာခဲ့ရတာပါတေချာစဉ်းစားကြည့်ပါအာဂျင်တီးနားရဲ့ပြီးခဲ့တဲ့၃ပွဲဇက်တိုက်ကိုပြန်ကြည့်ရင်ကိတ်ဘာဒီနဲ့ပွဲမှာတောက်လျှောက်တိုက်ပွဲဝင်ခဲ့တယ်အီဂျစ်နဲ့ဆွစ်ဇာလန်တို့ပွဲမှာလည်းအမြဲတမ်းနောက်ကနေလိုက်ပြီးအဆုံးအသက်မှာအနိုင်ရအောင်တိုက်ပွဲဝင်ခဲ့ရတာကြီးပါပဲအမြဲတမ်းအသေးလဲရုန်းကန်ပြီးပွဲတွေပြန်ဝင်လာတတ်တဲ့အသင်းမျိုးကိုအင်္ဂလန်နီးပြကြီးကကဲငါတို့ခံစစ်ပဲကစားမယ်ကမ္ဘာအကောင်းဆုံးကစားသမားဆိုတဲ့အဖိုးကြီးကိုမိနစ်30လောက်အချိန်ပေးပြီးလိုသလိုဖြတ်တင်ဘောတွေတင်ခွင့်ပေးလိုက်မယ်လို့ဆုံးဖြတ်ခဲ့တာပါအစားပိုင်းပွဲချိန်တွေမှာမက်ဆီကိုကွင်းလယ်မှာပဲမြင်ရလေရှိပေမဲ့တူချယ်ရဲ့ဒီမဟာခံစစ်ဗျူဟာကြောင့်မက်ဆီကညာတောင်ပံကိုထွက်သွားပြီးတော့လွတ်လပ်ကြီးကစားခွင့်ရသွားပါတယ်ဘာစီလိုနာမှာကစားခဲ့တဲ့အသက်18-20-22အရွယ်မက်ဆီအတိုင်းပါပဲအင်္ဂလန်ကနောက်တန်းကိုပိတ်ထားတော့သူနောက်ကိုဆင်းပြီးခံစစ်လိုက်ကူစရာမလိုတော့ဘူးဆိုတာကိုမက်ဆီသိသွားတယ်ဒါကြောင့်အသက်39နှစ်အရွယ်ကစားသမားကြီးကတောင်ပံမှာအေးဆေးရက်ပြီး box ထဲကိုဖြတ်တင်ဘောတွေပဲတောက်လျှောက်တင်ပေးနေတော့တာပါပဲကမ္ဘာအကောင်းဆုံးဘယ်ချေပိုင်ရှင်ကို box ထဲကိုတောက်လျှောက်ဖြတ်တင်ဘောတွေတင်ခွင့်ပေးတာကအာဂျင်တီးနားကိုမက္ကဆီကိုလိုအသင်းမျိုးလိုသဘောထားလိုက်တာပါပဲပြောရရင် respect မရှိတဲ့သဘောပါပဲမက္ကဆီကိုနဲ့ပွဲတုန်းကအင်္ဂလန်ကလူ10ယောက်ထဲနဲ့မလို့ခံစစ်ပိတ်တာနားလည်လို့ရပေမဲ့အခုကအာဂျင်တီးနားပါ
မက်ဆီလည်းရှိနေတဲ့အာဂျင်တီးနားပါလီယိုနယ်မက်ဆီကတော့ကစားကွင်းထဲရောက်နေသလိုလွတ်လွတ်လပ်လပ်နဲ့โอเคငါဘောလုံးတွေဆက်တင်နေမယ်တလုံးမဟုတ်တလုံးတော့ဂိုးထဲဝင်သွားမှာပဲဆိုပြီးကစားနေတော့တာပါပဲလီယိုနယ်မက်ဆီက GOAT ဆိုတဲ့ level မှာမရှိတော့ပါဘူး Greatest of all time ထာဝရအကောင်းဆုံးဆိုတဲ့ချီးကျူးဂုဏ်ပြုတဲ့ဂုဏ်ပုဂ္ဂိုလ်ကလီယိုနယ်မက်ဆီအတွက်သေးသိမ်လွန်းနေပါတယ်ဒီထက်ပိုကောင်းတဲ့စကားလုံးတစ်ခုလီယိုနယ်မက်ဆီအတွက်တော့လိုအပ်နေပါပြီဆိုတော့အာဂျင်တီးနားမှာမက်ဆီတယောက်ပဲရှိတာတော့မဟုတ်ပါဘူးကျွန်တော်တို့အသင်းမှာတခြားစူပါစတာတွေလည်းရှိပါတယ်လော်တာရိုမာတီနက်ဆိုရင်အင်တာမီလန်ရဲ့စတာပါအန်ဇိုဖာနန်ဒက်ကလည်းဘင်ဖီကာကနေချယ်ဆီကိုကမ္ဘာစံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့သွားသူပါမက်အလစ္စတာဆိုတာလီဗာပူးရဲ့အောင်မြင်မှုတွေမှာအဓိကတော့ချက်ပါအော်ဒါမန်ဒီရဲ့အတွေ့အကြုံအက်တလက်တီကိုကဂျူလီယန်အဲဗရက်စတဲ့ကစားသမားတွေအားလုံးကသူတို့ရဲ့ကလပ်အသင်းတွေရဲ့ကျယ်ပွင့်နေကြီးပါပဲဒီလိုအလွန်ကောင်းမွန်တဲ့အသင်းကြီးကိုလူတွေက short တွက်လေးရှိပါတယ်မက်ဆီကိုမိနစ်30လောက်လွတ်လွတ်လပ်လပ်ဘောလုံးတင်ခွင့်ပေးတယ်အဲ့ဒီဘောလုံးတွေကိုဂျူလီယန်အဲဗရက်နဲ့မာတီနက်တို့ကစောင့်နေမယ်အန်ဇိုဖာနန်ဒက်စ်ကို box အပြင်ဘက်မှာတေချာမပိတ်ထားပဲကန်ခွင့်ပေးလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့တွေခွေးဖြစ်ပါပြီလူချဲစီမံခန့်ခွဲမှုကကမ္ဘာဖလားသမိုင်းမှာမြင်ဘူးသမျှအဆိုးရွားဆုံးပါပဲပေါ်တူဂီနီးပြရောဘတ်တိုမာတီနက်ကိုအားလုံးကဝေဖန်ခဲ့ကြပေမဲ့တူချယ်ကပိုဆိုးပါတယ်သူတို့အာဂျင်တီးနားကိုကောင်းကောင်းကြီးကစားပြနိုင်ခဲ့တယ်ဒါအင်္ဂလန်အတွက်အလွယ်ကူဆုံးအနိုင်ရနိုင်မဲ့ပွဲပါဒါပေမဲ့တူချယ်ကဒန်ဘန်တို့လိုကစားသမားတွေကိုထည့်ပြီးနောက်တန်းကိုပိတ်ပစ်ခဲ့ပါတယ်တမိုင်းတစ်လျှောက်အကောင်းဆုံးလို့သတ်မှတ်ခံထားရတဲ့ကစားသမားကိုလွတ်လွတ်လပ်လပ်ဘောလုံးပေးကင်ခွင့်ပြုလိုက်တာကတကယ့်ကိုယူသွတ်စရာအမားကြီးပါပဲအာဂျင်တီးနားဘောလူပွဲတက်တာတကယ်ကိုထိုက်တန်လွန်ပါတယ်မက်ဆီဘောလူပွဲရောက်တာလည်းအပြည့်အဝထိုက်တန်ပါတယ်အထူးသဖြင့်အာဂျင်တီးနားအသင်းသားတွေရဲ့စွမ်းဆောင်ရည်ကိုချီးကျူးရပါမယ်အခြေအနေတွေအားလုံးဆိုးရွားနေချိန်ကမ္ဘာဖလားကထွက်ရတော့မဲ့အချိန်မှာအန်ဇိုဖာနန်ဒက်ရဲ့အဲ့ဒီအဝေးကန်ချက်ကြီးကတကယ်ကိုကောင်းလွန်းပါတယ်လော်တာရိုမာတီနက်ဆိုရင်လည်းမက်ဆီရဲ့ဖြတ်တင်ဖို့ box ထဲမှာလွတ်လွတ်ကျွတ်ကျွတ်နေရာယူပြီးအပိုင်ပိတ်သွင်းသွားတာတကယ်ကိုအမခန်းပါပဲတခြားကစားသမားတွေဆိုရင်လွဲသွားနိုင်ပေမဲ့သူကတော့မလွဲခဲ့ပါဘူးမက်ဆီကိုဖယ်ထားရင်တော့ဒီအာဂျင်တီးနားအသင်းကတကယ်ကိုအံ့ဩစရာကောင်းတဲ့အသင်းပါပွဲတိုင်းမှာသူတို့ရဲ့နှလုံးသားသူတို့ရဲ့စိတ်အားထက်သန်မှုအပြည့်နဲ့ကစားကြပါတယ်ဒါပေါ်တူဂီလိုအသင်းမှာမရှိတဲ့အရာပဲဖြစ်ပါတယ်ပေါ်တူဂီမှာအရေးသွေးမြင့်ကစားသမားတွေအပြည့်ရှိနေပေမဲ့ကို့အရာအားလုံးကိုပေးဆက်ပြီးကစားတတ်တဲ့စိတ်ဓာတ်မျိုးကစားသမားမျိုးကတော့မရှိနေပါဘူးအာဂျင်တီးနားကကမ္ဘာပေါ်မှာကစားကွက်အလှပဆုံးအသင်းတော့မဟုတ်ပါဘူးဒါပေမဲ့လှလှပပကစားတိုင်းလည်းမနိုင်ပါဘူးအာဂျင်တီးနားကိုနိုင်ချင်ရင်သူတို့ရဲ့နှလုံးသားကိုဆွဲထုတ်နိုင်မှရမှာပါပြီးတော့အဲ့ဒီနှလုံးသားကိုဆွဲထုတ်နိုင်ဖို့ဆိုတာလုံးဝမလွယ်ကူတဲ့အရာတစ်ခုပါ2026ကမ္ဘာဖလားမှာအာဂျင်တီးနားတို့ကစောစောစီးစီးပြုတ်သွားလဲကိစ္စမရှိတဲ့အသင်းပါဘာကြောင့်လဲဆိုတော့သူတို့ကလက်ရှိချန်ပီယံကမ္ဘာဖလားကိုပူပူနွေးနွေးရရှိထားတဲ့အသင်းပါဒါပေမဲ့လည်းနောက်ဆုံးမှာတော့ကမ္ဘာဖလားဘိုလ်လူပွဲကြီးကိုတက်ရောက်သွားနိုင်ခဲ့ပါပြီတကယ်ကိုထိုက်တန်လွန်ခဲ့ပါတယ်ဒီနေ့ပွဲရဲ့အကျဉ်းချုပ်ကတော့အာဂျင်တီးနားတို့အမခန်းခြေစွမ်းပြခဲ့ပြီးတော့အင်္ဂလန်ကတော့ကိုယ့်ဘာသာကိုဖျက်ဆီးပစ်ခဲ့ပါတယ်ရှင်းပြောရရင်အင်္ဂလန်နီးပြတူချယ်ရဲ့နီးစနစ်ပိုင်းအမားတွေကအရန်ကိုစိုးရွားလွန်ပြီးတော့ယာရုကနေထုတ်ပယ်ခံရဖို့လဲအပြေအဝထိုက်တန်တယ်လို့ကျွန်တော်ကတော့သုံးသပ်ချင်ပါတယ်ကဲပရိသတ်ကြီးတို့ရောဒီနေ့ပွဲစဉ်မှာအင်္ဂလန်အသင်းရှုံးနိမ့်သွားတာတူချယ်ရဲ့အမားကြောင့်လို့ထင်လားအာဂျင်တီးနားကရောဘိုလူပွဲမှာစပိန်ကိုအနိုင်ယူပြီးဖလားထက်ရနိုင်မလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးကျွန်တော်ဗီဒီယိုလေးတွေအများကြီးမတင်နိုင်မိတာအားလုံးကိုတောင်းပန်ချင်ပါတယ်ဒါပေမဲ့စောင့်မျှော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်